အားလုံးပဲမင်္ဂလာပါရှင်အခုလောက်ပြမယ့်ဟင်းမျိုးစားတော့လက်မှုပဲဖြစ်ပါတယ်ရှင်သူကတော့လက်မှုဆိုတာကတော့မူဆိုတာတော့ဝတ်တာပေါ့နော်ဒီအီဆန်ဟင်းအမျိုးအစားတစ်မျိုးဖြစ်တယ်ဝတ်တာတော့တစ်မျိုးပဲဖြစ်ပါတယ်ရှင်လိုအပ်တဲ့ပစ္စည်းတွေကတော့ဝတ်တာပြုတ်ပြီးတာရယ်ပြီးတော့ကြက်သွန်နီရယ်ရှမ်းနံနံရယ်ပူစီနံရယ်ဆန်လော်ရဲ့ကြက်သားမုံရဲ့ငရုတ်ဒီမုံရဲ့ပြီးတော့တံပြာရည်ရဲ့ငံပြာရည်ပဲဖြစ်ပါတယ်ရှင်အခုတုပ်ပြပါမယ်နော်ပထမဦးဆုံးဝတ်သားထည့်ပါမယ်ရှင်ပြီးတော့ကြက်သွန်နီထည့်ပါမယ်ရှင်ပြီးတော့ရှမ်းနံနံထည့်ပါမယ်ရှင်ပြီးတော့ကြက်သားမုံပေါ့နော်ဒီရတာမုံလေးကတော့ကိုလိုအပ်လို့ပေါ့နော်သုံးဆောင်နိုင်ပါတယ်ထည့်နိုင်ပါတယ်ဒီရဲ့ဆန်လော်လေးကတော့မွေးအောင်လို့ပေါ့နော်ထည့်လိုက်ပါပြီပြီးတော့ဗာတွေထည့်မလဲဆိုတော့ငရုတ်ဒီမုံပဲဖြစ်ပါတယ်ပြီးတော့တံပြာရည်ပဲဖြစ်ပါတယ်လိုအပ်တယ်လို့ကိုအချင်ကြိုက်လဲအချင်ပို့ပြီးတော့များများထည့်လို့ရပါတယ်ရှင်ဒီမှာတော့အချင်ကြိုက်လို့အများကြီးထည့်လိုက်ပါတယ်ရှင်ပြီးတော့ငံပြာရည်ပဲဖြစ်ပါတယ်ရှင်ကဲစပြီးတော့တုပ်ပါတော့မယ်ဒီကနေ့ကဲရပါပြီရှင်ထိုင်းဟင်းမျိုးစားဖြစ်တဲ့လက်မှုလေးရလာပါပြီရှင်အားလုံးသုံးဆောင်ကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်